တန်လင်းမြို့နယ်မှာဖမ်းဆီးခံရသူတွေဟာစစ်ကောင်စီနဲ့ပူးပေါင်းခဲ့သူတွေဖြစ်နေပါတယ်။မြန်မာနိုင်ငံသားတွေကထိုင်းရဲ့အမျိုးသားအကျိုးစီးပွားကိုချင်းချောက်နေသူတွေမဟုတ်ဘူးလို့ NUG ပြောပါတယ်။အရှိတီမောရဲ့အာဆီယံဖွဲ့ဝင်ဖြစ်ခွင့်ကိုစစ်ကောင်စီကန့်ကွက်နေတာပါ။တမူးခရိုင်ပါကဖရဲဘော်10ဦးတပ်ဖြတ်ခံရမှုကိုအိန္ဒိယဘက်ကဖြေရှင်းမပေးသေးပါဘူး။ဒီသတင်းတွေနားဆင်ရမှာဖြစ်ပါရရှင်။စစ်ကောင်စီကရန်ကုန်မြို့တန်လင်းမြို့နယ်မှာဒီမနက်ပိုင်းကဖမ်းဆီးခဲ့တဲ့ဆိုသူတွေဟာစစ်ကောင်စီနဲ့ပူးပေါင်းခဲ့သူတွေဖြစ်တယ်လို့တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။ဒီနေ့မနက်ပိုင်းဖမ်းဆီးခံရသူတွေထဲချစ်စင်လင်းဆိုသူပါဝင်ပါတယ်။သူကစစ်ကောင်စီနဲ့မပူးပေါင်းခင်မှာတော်လှန်ရေးရဲဘော်တွေကိုညှဉ်းပန်းနှိပ်စက်ခဲ့ဘူးသလိုတော်လှန်ရေးရန်ပုံငွေတွေကိုလည်းအလွဲသုံးစားပြုလုပ်လိမ်လည်သွားသူဖြစ်တယ်လို့ဖြစ်စဉ်ကိုသိရှိတဲ့ရဲဘော်တဦးကပြောပါတယ်။ချစ်စင်လင်းဦးဆောင်တဲ့အဖွဲ့ဟာ2023ဇူလိုင်ကလက်နက်နဲ့ငွေသိန်းထောင်ကျော်နဲ့အတူစစ်ကောင်စီနဲ့ပူးပေါင်းသွားခဲ့တာလို့တန်လင်းမီဒီယာကလည်းဖော်ပြထားပါတယ်။ဒီကောင်တွေကတမဟာခွန်ကနေတောကြီးကန်းစစ်ကြောင်းနဲ့တမဟာတက်ထဲပါလာပြီးအဲ့ဒီကနေစစ်ကောင်စီနဲ့ပေါင်းပြီးလက်နက်တွေပါယူပြီးတော့အလင်းဝင်သွားတာသူကြောင့်ရဲဘော်တွေရဲ့မိသားစုတွေတော်တော်များများဒုက္ခရောက်ခဲ့ကြရတာသနာစရာဘာအကြောင်းမှမရှိဘူးလို့တော်လှန်ရေးရဲဘော်တို့ကအသိပေးထားပါတယ်။တောကြီးကန်းစစ်ကြောင်းကလည်းချစ်စင်လင်းနဲ့ဖွဲ့ဟာစစ်ကောင်စီနဲ့ပူးပေါင်းသွားတာမှန်ကန်ကြောင်းအတည်ပြုပြီးဒီမနက်ပိုင်းမှာစစ်ကောင်စီကဖမ်းဆီးလိုက်သူတွေဟာချစ်စင်လင်းတို့အဖွဲ့ဟုတ်မဟုတ်ဆိုတာကိုအတီးပြုဖို့စီစဉ်နေတယ်လို့ပြောပါတယ်။မင်းညပိုင်းကလှိုင်သာယာမြို့နယ်ရဲစခန်းမှာနိုင်ငံရေးပုံမှန်တက်ဖမ်းဆီးခံရတဲ့အမျိုးသမီးကိုဆေးရုံလိုက်ပို့တဲ့အချိန်မှာသူတို့ဖွဲ့ဟာစစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေကိုပြစ်ခတ်ပြီးကယ်သွားတာလို့သိရပါတယ်။အဲဒီနောက်ဒီမနက်ပိုင်းတန်လင်းမြို့နယ်ဘောတပြေကန်ကျေးရွာနီးမှာချစ်စင်လင်းတဲ့အဖွဲ့ကိုဖမ်းဆီးနိုင်ခဲ့ကြောင်းစစ်ကောင်စီဝါဒဖြန့် Telegram Channel တွေကဓာတ်ပုံနဲ့တစ်ခွဖော်ပြပါတယ်။တော်လှန်ရေးရဲဘော်တွေကတော့ချစ်စင်လင်းဟာသူ့ဇနီးဖြစ်သူကိုလှိုင်သာယာမြို့နယ်ရဲစခန်းကနေစစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေကိုပြစ်ခတ်ပြီးကယ်တင်ခဲ့တာလို့ပြောပါရရှင်။မြန်မာနိုင်ငံသားတွေကိုလူသားချင်းစာနာထောက်ထားပြီးဆက်လက်ကူညီစောင့်ရှောက်ပေးဖို့ထိုင်းနိုင်ငံကို NUG ကမြစ်တာရက်ခံလိုက်ပါတယ်။ NUG နိုင်ငံသားရေးဝန်ကြီးဌာနကထိုင်းနိုင်ငံအတွင်းနေထိုင်ကြတဲ့မြန်မာနိုင်ငံသားတွေကိုအသိပေးမြစ်တာရက်ခံချက်ဒီနေ့ထုတ်ပြန်ရမှာအခုလိုထည့်သွင်းဖော်ပြတာပါ။ထိုင်းနိုင်ငံမှာလက်ရှိဖြစ်နေတဲ့နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်လို့မြန်မာနိုင်ငံသားတွေအနေနဲ့ထိုင်းနိုင်ငံသားတွေစုဝေးဆန္ဒပြတဲ့နေရာတွေကိုရှောင်ရှားဖို့နဲ့ထိုင်းနိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်တာမလုပ်ဖို့ NUG ကတိုက်တွန်းထားပါတယ်။မြန်မာနိုင်ငံမှာစစ်ကောင်စီတပ်ကပြည်သူတွေအပေါ်ဖိနှိပ်ရက်စက်တာတွေကြောင့်ထွက်ပြေးခိုးလုံလာရတဲ့မြန်မာနိုင်ငံသားတွေဟာထိုင်းနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကိုချိန်ချောက်နေသူတွေမဟုတ်ဘူးလို့လည်း NUG ကပြောပါတယ်။စစ်ကောင်စီရဲ့အာဏာသိမ်းအကြမ်းဖက်မှုကိုဖယ်ရှားအောင်မြင်ပြီးရင်အမိမြန်မာနိုင်ငံကိုပြန်လည်နေထိုင်ကြမယ့်သူတွေပဲဖြစ်ကြောင်းNUG ကထပ်လောင်းပြောဆိုပါတယ်။ထိုင်းနိုင်ငံကိုအကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားတွေကိုစားထိုင်းဘရင်အစိုးရလွှတ်တော်ထိုင်းတပ်မတော်နဲ့ထိုင်းပြည်သူတွေကို NUG ကအထူးကျေးဇူးတင်ရှိကြောင်းလည်းဖော်ပြထားပါတယ်ရှင်။အရှိတီမောနိုင်ငံကိုအရှိတောင်အာရှနိုင်ငံများအစည်းအရုံးအာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်အတွက်မထောက်ခံကြောင်းအာဏာသိမ်းမြန်မာစစ်ကောင်စီကအသိပေးပြောကြားလိုက်ပါတယ်။အောက်တိုဘာလမှာအရှိတီမောကအာဆီယံရဲ့12ခုမြောက်အဖွဲ့ဝင်သစ်ဖြစ်လာရေးအဆိုပြုထားတာနဲ့ပတ်သက်ပြီးထောက်ခံမှာမဟုတ်ဘူးလို့စစ်ကောင်စီကလက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့မလေးရှားစီအကြောင်းကြားခဲ့ပါတယ်။နှိစက်တဲ့သတင်းရှင်းမြစ်တွေရဲ့အဆိုအရအရှိတီမောအစိုးရအနေနဲ့ NUG လိုတော်လှန်ရေးအင်အားစုတွေနဲ့ထိတွေ့ဆက်ဆံမှုကိုရပ်တန့်ဖို့စစ်ကောင်စီကတောင်းဆိုထားတယ်လို့သိရပါတယ်။စစ်ကောင်စီကမလေးရှားစီအသိပေးအကြောင်းကြားတဲ့စာမှာတော့အရှိတီမောဟာမြန်မာပြည်တွင်းရေးကိုပြောင်ပြောင်တင်းတင်းဝင်ဆက်ဖက်ရင်းအာဆီယံရဲ့အခြေခံမှုကိုချိုးဖောက်နေကြောင်းဒါကြောင့်အရှိတီမောရဲ့အာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်ကိုအတိအလင်းကန့်ကွက်ရမှာဖြစ်ကြောင်းဖော်ပြထားပါတယ်။မေလတုန်းကအာဆီယံထိပ်သီးညီလာခံတစ်ခုမှာအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေကအောက်တိုဘာလကုန်ပိုင်းလောက်ကြာရင်အရှိတီမောဟာအဖွဲ့ဝင်သစ်ဖြစ်လာနိုင်တယ်လို့မှတ်ချက်ပေးထားပါတယ်။အခုတော့စစ်ကောင်စီကအာဆီယံဥက္ကဋ္ဌရောဆက်ဆက်အစုအဖွဲ့အားလုံးပါမြန်မာနဲ့ပတ်သက်လို့အရှိတီမောရဲ့မူဝါဒတွေကိုပြန်မသုံးသပ်မချင်းအရှိတီမောကိုအဖွဲ့ဝင်ဖြစ်ခွင့်စဉ်းစားနေတာတွေအားလုံးဆိုင်းငံ့ထားဖို့အတွက်တောင်းဆိုလိုက်တာပါအရှိတီမောဟာအာဆီယံဝင်ခွင့်အတွက်ကာလရှည်ကြာအားထုတ်စ조사ခဲ့တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ NUG နဲ့ထိတွေ့ဆက်ဆံမှုအတွက်အရှိတီမောကိုစစ်ကောင်စီကတည်တည်တသာအညှိုးထားနေပေမဲ့တစ်ဖက်မှာတော့အာဆီယံဥက္ကဋ္ဌမလေးရှားရဲ့ဝန်ကြီးချုပ်ကိုရန်ကလည်းမေလတုန်းက NUG ခေါင်းဆောင်တွေနဲ့ဗီဒီယိုဖုန်းခေါ်ဆိုမှုပြုလုပ်ပြီးအစည်းအဝေးတွေ့ဆုံခဲ့ပါသေးတယ်။ဒါဟာ NUG နဲ့အာဆီယံကြားကပထမဆုံးလူသိရှင်ကြားဆွေးနွေးမှုလည်းဖြစ်လာခဲ့ပါတယ်ရှင်။ စကိုင်းတိုင်းတမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရဲဘော်10ဦးကို
အိန္ဒိယနိုင်ငံအာသံရိုင်ဖယ်တပ်ဖွဲ့ကပစ်ခတ်တပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ဟာဆိုရင်တလခွဲကြာလာတဲ့အထိအမှုမှန်ပေါ်ပေါက်ရေးအတွက်အိန္ဒိယဘက်ကဖြေရှင်းပေးတာမရှိသေးသလိုရော်ကြီးလည်းမပေးသေးဘူးလို့သိရပါတယ်။သေဆုံးသူတွေရဲ့မိသားစုဝင်တွေကို NUG ကတဦးအတွက်ထောက်ပံ့ငွေ15သိန်းစီပေးအပ်ထားပေမဲ့အိန္ဒိယဘက်ကတော့ဖြေရှင်းမပေးတာကြောင့်မိသားစုဝင်တွေကစိတ်မကောင်းဖြစ်နေတယ်လို့တမူးမြို့ကန်တဦးကပြောတာပါ။ဒါကြီးကလက်လွတ်စပယ်အသက်ခံရတာလေဒီတိုင်းတာဝန်မခံဘဲပြီးသွားမှမလိုလားကြဘူးလို့အဲ့ဒီမြို့ကန်ကပြောပါတယ်။ပြီးခဲ့တဲ့မေလ14ရက်ကတမူးမြို့နယ်နဲ့ထိစပ်နေတဲ့မြန်မာအိန္ဒိယနှစ်နိုင်ငံနယ်စပ်အနီးတနေရာမှာတမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကရဲဘော်10ဦးကိုအာသံရိုင်ဖယ်တပ်ဖွဲ့တွေကစီးနှင်ဖမ်းဆီးပြီးပြစ်ခတ်တပ်ဖြတ်ခဲ့တာပါ။အဲ့ဒီဖြစ်စဉ်အတွက်ကနဦးကြားနာစစ်ဆေးမှုအစီရင်ခံစာတွေ့ရှိချက်တွေအရအိန္ဒိယအစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီးတော့အမှုမှန်ပေါ်ပေါက်စေရေးညှိနှိုင်းဆောင်ရွက်နေတယ်လို့ NUG နိုင်ငံသားရေးဝန်ကြီးဌာနကမေလ19ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ရက်ဆက်စွာတပ်ဖြတ်ခဲ့တဲ့အပေါ်တာဝန်ယူမှုရှိစွာစုံစမ်းစစ်ဆေးအပြစ်ပေးအရေးယူဖြေရှင်းပေးဖို့နစ်နာမှုတွေအတွက်တာဝန်ယူဆောင်ရွက်ပေးပြီးကြံရည်သူမိသားစုတွေကိုနစ်နာကြေးပေးဆောင်ဖို့နောက်မှအလားတူကိစ္စတွေမဖြစ်စေရအတွက်စီမံဆောင်ရွက်ပေးဖို့ NUG ကအိန္ဒိယအစိုးရကိုတောင်းဆိုထားတာပါဒီတောင်းဆိုချက်တွေအပေါ်အိန္ဒိယရဲ့တုံ့ပြန်မှုအခြေအနေနဲ့နောက်ဆက်တွဲလှုပ်ဆောင်နေတာတို့နဲ့ပတ်သက်ပြီး People Spring က NUG နိုင်ငံသားရေးဝန်ကြီးဌာနကိုမေးမြန်းထားပေမဲ့အကြောင်းပြန်ကြားချက်မရသေးပါဘူးအဲ့ဒီအမှုကိုစစ်ဆေးပြီးပွင့်လင်းမြင်သာမှုရှိစွာထုတ်ပြန်ပေးဖို့အမှုမှန်ပေါ်အောင်စုံစမ်းဖော်ထုတ်ပေးဖို့ဒေသခံတချို့နဲ့ကြာဆုံးရဲဘော်တွေရဲ့မိသားစုဝင်တွေကမေလ26ရက်မှာစန္ဒထုတ်ဖော်ခဲ့ကြပါတယ်ရှင်